မိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်လူတယောက်ဟာဘယ်လောက်ထိဆိုးသွားရင်ပြန်ကောင်းလာနိုင်မလဲလူတွေကကိုယ့်ကိုမကောင်းတဲ့လူလို့သတ်မှတ်ပြီးသားဖြစ်နေပြီဆိုရင်ရောဒိတ်မှာကိုလုပ်ခဲ့တဲ့အပြစ်တွေကရမ်းကြီးနေပြီဆိုရင်ရောဒီလူတော့ဘယ်တော့မှမပြောင်းလဲနိုင်တော့ဘူးလို့လူတိုင်းကထင်နေပြီဆိုရင်ရောအဲ့ဒီလူဟာတကယ်ပဲပြန်ပြောင်းလဲလို့မရတော့ဘူးလားဒီမေးခွန်းကိုဖြေပြပေးနိုင်တဲ့ဇလန်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒီဇလန်းထဲမှာလူတစ်ယောက်ဟာလူသက်သမားဖြစ်ခဲ့တယ်။လူတွေကိုကြောက်လန့်အောင်လုပ်ခဲ့တယ်။သူ့နာမည်ကိုကြားတာနဲ့လူတွေလမ်းလွဲပြီးပြေးကြတယ်။အဲ့ဒီလူကတော့အင်္ဂုလိမာလာပါပဲ။ဒါပေမဲ့ဒီလူဟာနောက်ဆုံးမှာဘယ်လိုဖြစ်သွားသလဲဆိုရင်ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်ကိုနားထောင်ပြီးဘဝကိုပြောင်းလဲခဲ့တယ်။နောက်ပိုင်းမှာတရားအထုတ်ပြီးအရဟတဘုကိုရောက်တဲ့ယဟန်တစ်ပါးဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်ဗုဒ္ဓဘုရားရှင်ကအင်္ဂုလိမာလာကိုဘာတွေပြောခဲ့လို့လဲ။ဘာကြောင့်လူသက်သမားတယောက်ကယဟန်ထာတစ်ပါးဖြစ်လာနိုင်ခဲ့တာလဲ။ဒီနေ့အဲ့ဒီအကြောင်းကိုအစကနေဆုံးထိပြောကြရအောင်ဗျာ။နံပါတ်1အင်္ဂုလိမာလာဆိုတာဘာတူလဲ။အင်္ဂုလိမာလာရဲ့မူလအမည်ကအဟိန္ဒကလို့ဆိုပါတယ်။အဟိန္ဒကဆိုတဲ့အမည်ရဲ့အဓိပ္ပာယ်ကပဲစိတ်ဝင်စားစရာကောင်းပါတယ်။မထိခိုက်စေသူမညှင်းဆဲသူဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။နာမည်ကအဟိန္ဒကဒါပေမဲ့နောက်ဆုံးမှာလူတွေကသူ့ကိုအင်္ဂုလိမာလာလို့ခေါ်လာကြတယ်။ဘာကြောင့်လဲသူဟာလူတက်ပြီးတဲ့အခါလူတွေရဲ့လက်ချောင်းတွေကိုယူပြီးအဆောင်တစ်ခုလိုစုဆောင်းထားခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်လူတွေကသူ့ကိုအင်္ဂုလိမာလာလက်ချောင်းပန်းကုန်းစဉ်သူလို့ခေါ်လာကြတာပါ။ဒီအဖြစ်အပျက်ကိုစဉ်းစားကြည့်ပါဟိန္ဒကဆိုတဲ့နာမည်ကနေအင်္ဂုလိမာလာဖြစ်သွားတဲ့လူတစ်ယောက်ရဲ့မူလစိတ်သဘောနဲ့အပြုအမူတွေကခေနေမျိုးမျိုးကြောင့်ဘယ်လောက်ထိပြောင်းလဲသွားနိုင်တယ်လဲဆိုတာဒီဇလန်းကပြသနေပါတယ်။နံပါတ်2ဆရာကိုလွန်ယုံကြည်ခဲ့တဲ့အဟိန္ဒကအင်္ဂုလိမာလာဟာပညာသင်ကြားတဲ့အချိန်မှာဆရာအပေါ်လွန်ယုံသေးတဲ့တပည့်တစ်ယောက်ဖြစ်ခဲ့တယ်။ဒါကြောင့်မှပါလာပါတယ်။ဒါပေမဲ့လည်းခြေနေတွေကြောင့်ဆရာနဲ့အခြားတပည့်တွေကြားမှာမကောင်းတဲ့ဆက်ဆံရေးတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာသူ့ဆရာကသူ့ကိုလွန်ကျမ်းတမ်းတဲ့တောင်းဆိုချက်တစ်ခုပြုလုပ်စေခဲ့တယ်။လူတစ်ယောက်ရဲ့လက်ချောင်းတွေကိုယူလာရမယ်။ဒီမှာမိတ်ဆွေတို့သတိထားရမယ့်အချက်ရှိပါတယ်။လူတစ်ယောက်ကမူလကလူသက်ခြင်းလို့လူသက်တာမဟုတ်နိုင်ပါဘူး။တခါတလေမှားယွင်းတဲ့ယူဆကိုမှန်တယ်လို့ယုံကြည်သွားခြင်းလူတစ်ယောက်ကိုလွန်ဝေးတဲ့နေရာထိဆွဲခေါ်သွားနိုင်ပါတယ်။အင်္ဂုလိမာလာလည်းအဲ့ဒီလိုဖြစ်ခဲ့တာပါငါဆရာကိုကြည်သူဆက်ရမယ်ငါတာဝန်ကိုပြီးအောင်လုပ်ရမယ်ဆိုတဲ့မှားယွင်းတဲ့ယုံကြည်မှုနဲ့လူသက်မှုတွေကိုဆက်လုပ်ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့အတွက်သင်ခန်းစာတစ်ခုရှိပါတယ်ကိုယုံကြည်နေတဲ့နေရာတိုင်းမှန်တယ်လို့မယူဆသင့်ပါဘူးကိုယ်စိတ်ထဲမှာဒါဟာမှန်တယ်လို့ယုံကြည်နေပေမဲ့အဲ့ဒီယုံကြည်ချက်ကသူတစ်ပါးကိုထိခိုက်စေမယ်ကိုယ့်ကိုယ်လည်းပျက်စီးစေမယ်ဆိုရင်အဲ့ဒါကိုပြန်စစ်ဆေးဖို့လိုပါတယ်နံပါတ်3လူတွေအင်္ဂုလိမာလာကိုဘယ်လောက်ကြောက်ကြသလဲအင်္ဂုလိမာလာဟာလူတွေကိုတတ်လာတဲ့အခါတော့ထဲမှာသူ့နာမည်ကကြောက်စရာအဖြစ်ကြော်ကြားလာတယ်လူတွေကအဲ့ဒီလမ်းကိုမသွားရဲတော့ဘူးကြီးသွားတွေကအုပ်စုလိုက်သွားကြတယ်တယောက်တည်းသွားဖို့ကြောက်ကြတယ်မိဘတွေကလည်းကလေးတွေကိုသတိပေးကြတယ်အဲ့ဒီတော့လည်းမသွားနဲ့အင်္ဂုလိမာလာရှိတဲ့လူတစ်ယောက်ရဲ့နာမည်ကိုကြားတာနဲ့လူတွေထိတ်လန့်ကြပြီဆိုရင်အဲ့ဒီလူဟာလူအဖွဲ့အစည်းထဲမှာဘယ်လောက်ထိဝေးကွာသွားပြီလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်။ဒါပေမဲ့ဗုဒ္ဓဘုရားရှင်ကအဲ့ဒီလူကိုမုန်းတီးပြီးရှောင်ထွက်မသွားခဲ့ပါဘူး။အဲ့ဒီအချက်ကအင်္ဂုလိမာလာဇလန်းရဲ့အလွန်အရေးကြီးတဲ့အချက်တစ်ခုပါ။နံပါတ်4ဘုရားရှင်အင်္ဂုလိမာလာရှိရာကိုသွားတော်မူတယ်။ဒီနေ့မှာဗုဒ္ဓဘုရားရှင်ကအင်္ဂုလိမာလာရှိရာဘက်ကိုသွားတော်မူပါတယ်။လူတွေကတားကြတယ်မသွားပါနဲ့ဗျာအဲ့ဒီတော့ထဲမှာအင်္ဂုလိမာလာရှိပါတယ်အန်ဒီရရှိတယ်လူ3ယောက်4ယောက်10ယောက်လောက်ကဘယ်လောက်ပဲဒါဗုဒ္ဓဘုရားရှင်ကဆက်လက်ကြွတော်မူပါတယ်အင်္ဂုလိမာလာကအဝေးကနေဘုရားရှင်ကိုမြင်လိုက်တယ်သူကတွေးတယ်ဒီလူတယောက်တည်းလာနေပါလားသူ့ကိုလည်းငါဖမ်းမယ်ဆိုပြီးလိုက်တယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုဖြစ်လာတယ်အင်္ဂုလိမာလာက
အားကုန်ကြီးနေပြီမဲ့ရှိကဖျားရှင်ကိုမမီဘူးဗုဒ္ဓဘုရားရှင်ကပုံမှန်တိုင်းလျှောက်နေတယ်ဒါပေမဲ့အင်္ဂုလိမာလာကမိအောင်မလိုက်နိုင်ဘူးနောက်ဆုံးအင်္ဂုလိမာလာကပေါ်တယ်ရပ်ပါအဲ့ဒီအချိန်မှာဗုဒ္ဓဘုရားရှင်ကပြန်မိန့်တော်မူပါတယ်အင်္ဂုလိမာလာငါရက်ပြီးပြီသင်သာရက်လို့ဒီစကားဟာအင်္ဂုလိမာလာဘဝကိုပြောင်းလဲပြီးခဲ့တဲ့စကားပါနံပါတ်5ငါရက်ပြီးပြီသင်သာရက်လို့ဆိုတာဘာအဓိပ္ပာယ်လဲဒီစကားကိုအပြင်းပန်းတိုင်းနားလည်ရင်ဘုရားရှင်ကရက်နေတဲ့အင်္ဂုလိမာလာကမရက်သေးဘူးလို့ပဲထင်ရပါတယ်ဒါပေမဲ့အဓိပ္ပာယ်ကအဲ့ဒီလောက်မရိုးရှင်းပါဘူးဘုရားဘုရားရှင်ကငါကတတ္တဝါတွေကိုတက်ဖြတ်ညင်စေခြင်းကနေရပ်ပြီးပြီသင်ကတော့တတ္တဝါတွေကိုတက်ဖြတ်ညင်စေခြင်းကနေမရက်သေးဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သင်ကြားတော်မူတာပါအင်္ဂုလိမာလာဟာခဏငြိမ်သွားတယ်သူစဉ်းစားတယ်ဘုရားရှင်ကဘာပြောတာလဲဘုရားရှင်ကရပ်ပြီးပြီဆိုတာဘာလဲဒီမှာဗုဒ္ဓဘုရားရှင်ကသူ့ရဲ့ခန္ဓာကိုယ်ပြေးနေတာဘုရားရှင်ရပ်နေတာကိုပဲပြောနေတာမဟုတ်ပါဘူးစိတ်ရဲ့ရပ်တန့်မှုကိုပြောနေတာပါနံပါတ်6အင်္ဂုလိမာလာအတွက်တကယ်ရပ်ခြင်းမိတ်ဆွေတို့ကျွန်တော်တို့လည်းပြေးနေကြတာပါပဲဘယ်ကိုပြေးနေကြတာလဲတချို့ကငွေနောက်ကိုပြေးနေကြတယ်တချို့ကဂုဏ်သိက္ခာနောက်ကိုပြေးနေကြတယ်တချို့ကသူများထက်သာခြင်းလို့ပြေးနေကြတယ်တချို့ကဒေါသနောက်ကိုပြေးနေကြတယ်တချို့ကအာဃာတနောက်ကိုပြေးနေကြတယ်တချို့ကတဏှာနောက်ကိုပြေးနေကြတယ်ခန္ဓာကိုယ်ကမပြေးနေပေမဲ့စိတ်ကအမြဲပြေးနေတယ်အင်္ဂုလိမာလာကတော့တကယ်ကိုခန္ဓာကိုယ်နဲ့ပြေးနေတယ်ဒါပေမဲ့ဗုဒ္ဓပြောတာကအပြင်ကပြေးနေတာကိုရပ်ဖို့တယ်စိတ်တွေကကြမ်းဖက်မှုကိုရပ်ဖို့ကိုယ်ရေးကြည့်တယ်ဆိုတဲ့သဘောပါနံပါတ်9အင်္ဂုလိမာလာရဲ့အတွင်းစိတ်မှာအပြောင်းလဲစတင်ခြင်းဒီစကားကိုကြားတဲ့အခါအင်္ဂုလိမာလာဟာရုပ်တရက်ငါဘဝဘာတွေဖြစ်နေတာလဲဆိုပြီးစဉ်းစားလာတယ်သူ့ဘဝကိုပြန်ကြည့်တယ်လူတွေကိုတတ်ခဲ့တယ်လူတွေကိုကြောက်အောင်လုပ်ခဲ့တယ်မိသားစုတွေကိုဝမ်းနည်းစေတယ်သူ့ရဲ့လုပ်ရက်တွေကြောင့်လူတွေထိတ်လန့်ကြရတယ်သူလုပ်ခဲ့တဲ့အရာတွေဟာတကယ်တော့သူကိုယ်တိုင်လည်းလွတ်မြောက်စေမဲ့လမ်းမဟုတ်ဘူးဆိုတာနားလည်လာတယ်ဒါတရားတော်ရဲ့အံ့ဩစရာကောင်းတဲ့အကျိုးပါတရားတော်ဆိုတာကိုယ့်အပြင်ကလူတယောက်ကိုအပြစ်ရှာဖို့ပြောတာမဟုတ်ဘူးကိုယ်အတွင်းကိုပြန်ကြည့်စီပါတယ်နံပါတ်8အင်္ဂုလိမာလာကယဟန်ဘဝကိုရွေးချယ်ခြင်းနောက်ဆုံးမှာအင်္ဂုလိမာလာဟာသူ့ရဲ့လက်နက်ကိုစွန့်ခဲ့တယ်သူ့ရဲ့အကြံဖက်ဘဝကိုစွန့်ခဲ့တယ်ဘုရားရှင်ထံယဟန်ပြုခွင့်တောင်းခဲ့တယ်ဘုရားဘုရားရှင်ကသူ့ကိုယဟန်ဖြစ်လက်ခံတော်မူပါတယ်ဒါပေမဲ့ဒီနေရာမှာရေးကြီးတာတခုရှိပါတယ်ယဟန်ဝင်လိုက်တာနဲ့အတိတ်ကအကုန်ပြောက်သွားတာမဟုတ်ပါဘူးအတိတ်ကကံတွေကိုလည်းသူခံစားရပါတယ်သူ့ကိုလူတွေကမှတ်မိကြတယ်ဒီလူကအင်္ဂုလိမာလာပဲလို့သိကြတယ်တချို့ကသူ့ကိုဆဲကြတယ်တချို့ကကြောက်ခဲနဲ့ပြစ်ကြတယ်တချို့ကရိုက်နှက်ကြတယ်သူဟာအဲ့ဒီຢာတွေကိုခံရပါတယ်နံပါတ်9အတိတ်ကံဆိုတာဘယ်လိုနားလည်ရမလဲဒီနေရာမှာဗုဒ္ဓတရားရဲ့ရေးကြီးတဲ့သဘောတရားအသစ်တစ်ခုကိုနားလည်ဖို့လိုပါတယ်အတိတ်ကိုပြောင်းလဲလို့မရပေမဲ့အတိတ်ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာပြောင်းလဲလို့ရပါတယ်အင်္ဂုလိမာလာဟာငါအတိတ်ကဆိုးလွန်းတယ်ဒါကြောင့်ငါတော့ဘာမှလုပ်လို့မရတော့ဘူးလို့မတွေးခဲ့ပါဘူးသူကအတိတ်ကအတိတ်ပဲအခုမှဘယ်လိုနေမလဲဆိုတဲ့လမ်းကိုရွေးခဲ့ပါတယ်ဒါမိတ်ဆွေတို့အတွက်လည်းအလွန်ရေးကြီးပါတယ်ကိုယ့်ဘဝမှာမှားတွေရှိခဲ့ရင်အပြစ်တွေရှိခဲ့ရင်မကောင်းတဲ့အရာတွေလုပ်ခဲ့မိရင်ငါတော့ဘယ်တော့မှမပြောင်းလဲနိုင်တော့ဘူးလို့မဆုံးဖြတ်ပါနဲ့အတိတ်ကကိုယ့်ကိုသင်ခန်းစာပေးနိုင်တယ်ဒါပေမဲ့အတိတ်ကကိုယ့်အနာဂတ်ကိုအပိဓာတ်ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးနံပါတ်10ဗုဒ္ဓကအင်္ဂုလိမာလာကိုကယ်တင်တာလားဒီနေရာမှာလူတော်တော်များများနားလည်မှုလွဲမှားတတ်ပါတယ်ဗုဒ္ဓဘုရားရှင်ကအင်္ဂုလိမာလာကိုတရားတော်တခွန်းဟောပြီးအပြစ်တွေအကုန်ဖျက်ပေးလိုက်တယ်လို့မယူဆသင့်ပါဘူးဗုဒ္ဓဘုရားရှင်ကသူ့အစားတရားအားထုတ်ပေးတာလည်းမဟုတ်ပါဘူးဗုဒ္ဓကလမ်းကိုပြတယ်
အင်္ဂုလိမာလာကလျှောက်ရတယ်ဗုဒ္ဓကတကားကိုဖွင့်ပေးတယ်အင်္ဂုလိမာလာကဝင်ရတယ်ဗုဒ္ဓကလင်းကိုပြတယ်အင်္ဂုလိမာလာကမျက်စိဖွင့်ရတယ်ဒါကြောင့်ဗုဒ္ဓတရားရဲ့နှစ်သာရကကိုယ်တိုင်သိမှကိုယ်တိုင်ကျင့်မယ်ကိုယ်တိုင်လွတ်မြောက်မယ်ဆိုတဲ့သဘောပါနံပါတ်7အင်္ဂုလိမာလာရဲ့အကြီးမားဆုံးပြောင်းလဲမှုရင်တော့ကလူတွေသူ့ကိုမြင်ရင်ပြေးကြတယ်နောက်ပိုင်းမှာအင်္ဂုလိမာလာကလူတွေကိုမြင်ရင်မကြောက်တော့ဘူးသူကလူတွေကိုထိခိုက်အောင်မလုပ်တော့ဘူးပြန်ဖက်မှုကနေအဟိန္ဒာဘက်ကိုပြောင်းသွားတယ်ဒီမှာအင်္ဂုလိမာလာရဲ့နာမည်ကိုပြန်စဉ်းစားကြည့်ပါအဟိန္ဒကဆိုတာမထိခိုက်စေသူဆိုတဲ့အဓိပ္ပာယ်မျိုးပါသူ့ရဲ့မူလအမည်ဟာသူ့ရဲ့နောက်ဆုံးဘဝနဲ့ပြန်လည်ဆက်ဆက်လာတယ်လို့ဖြစ်ပါတယ်နံပါတ်7အင်္ဂုလိမာလာရဲ့တကယ်အောင်မြင်မှုအင်္ဂုလိမာလာရဲ့အောင်မြင်မှုကလူတက်တိုက်တာကိုရပ်လိုက်တာရင်မဟုတ်ပါဘူးဒေါသကိုရပ်နိုင်ခဲ့တာတဏှာကိုရပ်နိုင်ခဲ့တာမောဟကိုရပ်နိုင်ခဲ့တာဒါဟာပူကြီးမားတဲ့အောင်မြင်မှုပါဘာကြောင့်လဲဆိုတော့လူတရားကိုတတ်တာလေကိုယ်အတွင်းကဒေါသကိုတတ်နိုင်မှုကပိုခက်ပါတယ်ဉာဏ်သူကိုနိုင်ယူတာတဲ့ကိုယ်စိတ်ကိုနိုင်ယူတာကပိုပြီးခက်ပါတယ်ဘုရားတရားမှာလည်းကိုယ်ကိုနိုင်ယူခြင်းဟာအလွန်မြင့်မြတ်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်နံပါတ်7အင်္ဂုလိမာလာဟာအရဟတဘူကိုဘယ်လိုရောက်တယ်လဲဒီနေရာမှာအစောပိုင်းပြောခဲ့တဲ့အချက်ကိုပြန်သတိပေးခြင်းပါတယ်အင်္ဂုလိမာလာဟာဗုဒ္ဓဘုရားရှင်နဲ့တွေ့လိုက်တာနဲ့တန်ပြီးတော့အရဟတဘူရတာမဟုတ်ပါဘူးသူကပထမဆုံးအကျမ်းဖက်မှုကိုစွန့်တယ်ပြီးတော့ယဟန်ဘဝကိုလက်ခံတယ်ပြီးတော့သတိရှိရှိနေတယ်ပြီးတော့တရားအထုတ်တယ်နောက်ဆုံးမှာကိလေသာတွေကိုဖျက်တောက်ပြီးအရဟတဘူကိုရောက်တယ်ဒါကြောင့်အင်္ဂုလိမာလာဇလံဟာတရားနာထောင်ရုံနဲ့အလုံးပြီးပြီဆိုတဲ့ဇလံမဟုတ်ပါဘူးနားထောင်တယ်နားလဲတယ်လက်တွေ့ကျင့်တယ်ပြောင်းလဲတယ်နောက်ဆုံးမှာလွတ်မြောက်သွားတယ်ဆိုတဲ့လမ်းကိုပြသတဲ့ဇလံပါနံပါတ်14ငါမှာအတိတ်ပြည့်တွေများတယ်လို့စိတ်ပြည့်နေသူတွေအတွက်မိတ်ဆွေတို့ဒီနေ့ဒီတရားကိုနားထောင်နေတဲ့သူတွေမှာငါလည်းအတိတ်မှာအမှားတွေအများကြီးလုပ်ခဲ့တယ်လို့စိတ်ထဲမှာတွေးနေသူရှိနိုင်ပါတယ်ငါဘဝကမကောင်းတော့ဘူးလို့ထင်နေသူလည်းရှိနိုင်ပါတယ်ငါကိုဘယ်သူမှမယုံတော့ဘူးလို့ခံစားနေရသူလည်းရှိနိုင်ပါတယ်အဲ့ဒီလိုလူတွေအတွက်အင်္ဂုလိမာလာဇလံကပြောတာကအတိတ်မှာမင်းဘာဖြစ်ခဲ့တယ်ဆိုတာထက်အခုမင်းဘာလုပ်နေသလဲကပိုအရေးကြီးတယ်ဆိုတဲ့သင်ခန်းစာပါဒါပေမဲ့အတိတ်ကအပြစ်တွေကိုဖုံးကွယ်ရမယ်လို့မဆိုလိုပါဘူးအမှားကိုအမှားဖြစ်သိရမယ်ဖြစ်နိုင်သမျှပြုပြင်ရမယ်နောက်ထပ်မပြုလုပ်ဖို့ဆုံးဖြတ်ရမယ်သူတစ်ပါးကိုထိခိုက်ခဲ့ရင်ဖြစ်နိုင်သမျှကောင်းမွန်တဲ့နည်းနဲ့တာဝန်ယူရမယ်ပြီးတော့စိတ်ကိုပြောင်းရမယ်နံပါတ်15ဗုဒ္ဓဘုရားရှင်ရဲ့နိလန်းကဘာကြောင့်အင်္ဂုလိမာလာပေါ်အကျိုးရှိတယ်လဲအင်္ဂုလိမာလာကိုအင်အားနဲ့မတားခဲ့ဘူးလက်နဲ့မတိုက်ခဲ့ဘူးစော်ကားပြီးလည်းမပြောခဲ့ဘူးမင်းကလူလိုပဲလို့အရှက်ခွဲပြီးမပြောခဲ့ဘူးသူ့ရဲ့တွင်းစိတ်ကိုထိတွေ့စေတဲ့စကားကိုပြောခဲ့တယ်ငါရက်ပြီးတင်သာရက်လို့ဒီစကားဟာအင်္ဂုလိမာလာရဲ့စိတ်ထဲကိုဝင်သွားတယ်ဘာကြောင့်လဲသူ့ရဲ့ခန္ဓာကိုယ်ကိုရက်ခိုင်းတာမဟုတ်ပဲသူ့ရဲ့ဘဝကိုရက်ပြီးပြန်ကြည့်ခိုင်းလိုက်တာပါနံပါတ်16ဒီနေ့ကျွန်တော်တို့ဘာကိုရက်ရမလဲဒီမေးခွန်းကရေးကြီးပါတယ်အင်္ဂုလိမာလာကလူသက်မှုကိုရက်ခဲ့တယ်ဒါဆိုကျွန်တော်တို့ကဘာကိုရက်ရမလဲဒေါသထွက်တိုင်းစကားကြမ်းပြောတာကိုရက်ရမယ်သူများကိုမနာလိုဖြစ်တိုင်းမကောင်းပြောတာကိုရက်ရမယ်စိတ်တူနဲ့ဆုံးဖြတ်တာကိုရက်ရမယ်သူများအမှားကိုပဲအမြဲရှာနေတာကိုရက်ရမယ်ကိုယ်သူများနဲ့အမြဲနှိုင်းယှဉ်နေတာကိုရက်ရမယ်အတိတ်ကိုပဲပြန်တွေးပြီးကိုယ်ညှင်းဆဲနေတာကိုရက်ရမယ်တခါတလေကျွန်တော်တို့ဘဝကိုပျက်စီးနေတာအပြင်ကရန်သူမဟုတ်ပါဘူးကိုယ်စိတ်ထဲကမရက်နိုင်တဲ့အရာတွေပါ
နံပါတ်9အင်္ဂုလိမာလာကိုကြောက်ခဲ့တဲ့လူတွေရဲ့အမြင်ဒီရင်ကလူတွေကအင်္ဂုလိမာလာကိုမြင်ရင်ကြောက်တယ်နောက်ပိုင်းမှာသူ့ကိုရဟန်းတစ်ပါးဖြစ်မြင်လာရတယ်ဒါပေမဲ့လူတွေရဲ့အမြင်ကချက်ချင်းမပြောင်းပါဘူးအတိတ်ကလူတွေကမှတ်မိနေသေးတယ်ဒါကြောင့်အင်္ဂုလိမာလာဟာအပြစ်မဲ့တယ်လို့ပြောပြီးလူတွေကိုချက်ချင်းယုံကြည်ခိုင်းတာမဟုတ်ပါဘူးသူ့ရဲ့လုပ်ရက်နဲ့သက်သေပြရတယ်ဒီရဲ့ချက်ကကျွန်တော်တို့အတွက်အလွန်အရေးကြီးပါတယ်ကိုမလောက်ခဲ့ပြီးငါပြောင်းလဲသွားပြီလို့ပြောရုံနဲ့မလုံလောက်ပါဘူးအချိန်ကြာလာတာနဲ့ကိုလုပ်ရက်ကသက်သေပြရပါတယ်နံပါတ်18တကယ်ပြောင်းလဲသူဟာဘလို့လူလဲတကယ်ပြောင်းလဲတဲ့လူဟာလူတွေငါ့ကိုကြည်ကျူးရမယ်လို့မတောင်းဆိုပါဘူးငါအတိတ်ကိုမပြောနဲ့လို့လည်းအတင်းမတောင်းဆိုပါဘူးသူကအခုကစားပြီးမကောင်းတာကိုမလုပ်တော့ဘူးကောင်းတာကိုဆက်လုပ်တဲ့စိတ်ကိုစောင့်တယ်အမားတွေကိုပြန်ပြင်တယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါလူတွေကကိုပြောင်းလဲမှုကိုကိုယ်တိုင်မြင်လာကြတယ်အင်္ဂုလိမာလာရဲ့ဘဝမှာလည်းဒီလိုပါပဲနံပါတ်19အင်္ဂုလိမာလာဇလန်းရဲ့အကြီးဆုံးသင်ခန်းစာမိတ်ဆွေတို့အင်္ဂုလိမာလာဇလန်းကိုဖတ်တဲ့အခါလူဆိုးတောင်ရဟန္တာဖြစ်နိုင်တယ်ဆိုတာတခုတည်းမယူပါနဲ့ကိုနဲ့တဲ့အတိတ်ပဲရှိပါတယ်လူတယောက်ကိုသူ့အတိတ်တစ်ခုတည်းနဲ့မဆုံးဖြတ်သင့်ပါဘူးလူတယောက်ဟာပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့ပြောင်းလဲခြင်းစိတ်ရှိရမယ်အမှားကိုသိရမယ်အမှားကိုရက်ရမယ်တရားနဲ့နေထိုင်ရမယ်လက်တွေ့ကျင့်ရမယ်နံပါတ်20ရက်ချင်းကိုကိုယ့်ဘဝမှာစတင်ကြည့်ရအောင်ဒီညညအိယာမဝင်ခင်ခဏလောက်ငြိမ်ငြိမ်ထိုင်ကြည့်ပါပြီးတော့ကိုယ့်ကိုယ်မေးပါငါဘာနောက်ကိုပြေးနေသလဲငွေနောက်လားဂုဏ်သိက္ခာနောက်လားချစ်နောက်လားမနာလိုစိတ်နောက်လားဒေါသနောက်လားအာဃာတနောက်လားလူများကိုနိုင်ယူခြင်းတဲ့စိတ်နောက်လားပြီးတော့ဒုတိယမေခွန်းကငါဘာကိုရက်တဲ့တယ်လဲဒီမေခွန်းကိုကိုယ့်ကိုယ်မေးကြည့်ပါအဖြေတစ်ခုတော့ထွက်လာပါလိမ့်မယ်အဲ့ဒီအဖြေကိုမနက်ဖြန်ကစပြီးနည်းနည်းချင်းလက်တွေ့လုပ်ကြည့်ပါနံပါတ်21အင်္ဂုလိမာလာရဲ့ဘဝကပြောတဲ့အဆုံးသတ်မိတ်ဆွေတို့အင်္ဂုလိမာလာဟာအစမှာလူတတ်သမားနောက်ဆုံးမှာယဟန္တာအဲ့ဒီနှစ်ခုကြားမှာဘာရှိတယ်လဲတရားကိုနားလည်ခြင်းရှိတယ်အမှားကိုရက်ခြင်းရှိတယ်ဘဝကိုပြောင်းလဲခြင်းရှိတယ်စိတ်ကိုလေ့ကျင့်ခြင်းရှိတယ်ဝိရိယရှိတယ်သတိရှိတယ်ပညာရှိတယ်ဒါကြောင့်ဘုရားဘုရားရှင်ကအင်္ဂုလိမာလာကိုကယ်တင်ခဲ့တာဟာသူ့အတိတ်ကိုဖျက်ပစ်လိုက်လို့မဟုတ်ပါဘူးသူ့ရဲ့နာဂတ်ကိုပြောင်းလဲနိုင်မဲ့လမ်းကိုပြသပေးခဲ့လို့ပါဤကုန်းကျုပ်အနေနဲ့ဆိုရင်မိတ်ဆွေတို့ဒီနေ့အင်္ဂုလိမာလာဇလန်းကိုနားထောင်ပြီးကိုယ့်ဘဝကိုလည်းတစ်ချက်ပြန်ကြည့်ကြရအောင်ကျွန်တော်တို့ဟာအင်္ဂုလိမာလာလိုလူသက်သမားမဖြစ်နိုင်ပါဘူးဒါပေမဲ့ဒေါသနဲ့သူများကိုစကားနဲ့တတ်နေမိနိုင်တယ်မနာလိုစိတ်နဲ့သူများရဲ့အောင်မြင်မှုကိုဖျက်ဆီးခြင်းနေမိနိုင်တယ်အာဃာတနဲ့သူများအပေါ်မကောင်းမြင်နေမိနိုင်တယ်ကိုယ်စိတ်ထဲမှာပဲနေ့တိုင်းတိုက်ပွဲတွေဖြစ်နေမိနိုင်တယ်အဲ့ဒီအချိန်မှာဗုဒ္ဓဘုရားရှင်ရဲ့စကားတစ်ခုကိုပြန်သတိရကြရအောင်ဗျာငါရက်ပြီးပြီသင်သာရက်လို့ဒါဟာခြေလမ်းရက်ဖို့ပြောတာရင်မဟုတ်ပါဘူးဒေါသကိုရက်ပါကြမ်းဖက်စိတ်ကိုရက်ပါမကောင်းတဲ့အကျင့်ကိုရက်ပါမောဟကိုရက်ပါတဏှာကိုရက်ပါပြီးတော့တရားလမ်းပေါ်ကိုလှည့်လိုက်ပါအင်္ဂုလိမာလာလိုပဲအတိတ်ကဘယ်လောက်ပဲစိုးခဲ့ပါလိအခုချိန်မှာမှန်ကန်တဲ့လမ်းကိုရွေးနိုင်သေးတယ်ဘဝတစ်ခုလုံးပြည့်စည်သွားပြီလို့မထင်ပါနဲ့မကောင်းတဲ့လမ်းကိုရက်လိုက်တဲ့တလမ်းကပဲကောင်းတဲ့ဘဝရဲ့ပထမဆုံးခြေလှမ်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ကိုယ်မေးကြည့်ပါငါဘာကိုရက်ရမလဲငါဘာကိုစတင်ရမလဲငါစိတ်ကိုဘယ်လိုပြောင်းလဲရမလဲအဲ့ဒီမိကုန်းတွေကိုရိုးရိုးသားသားဖြေနိုင်တဲ့နေ့ကကိုယ့်ဘဝရဲ့အပြောင်းလဲစတင်တဲ့နေ့ဖြ
ဖြစ်ပါလိမ့်မယ်အင်္ဂုလိမာလဟာလူဆိုးတယောက်ဟာဘယ်တော့မှမပြောင်းလဲနိုင်ဘူးဆိုတဲ့ယူဆကိုခြေဖြတ်ပြခဲ့သူပါသူ့ဘဝကကျွန်တော်တို့ကိုပြောပြနေပါတယ်အတိတ်ကိုပြန်မပြင်နိုင်ပေမဲ့လက်ရှိအချိန်မှာလမ်းမှန်ကိုရွေးနိုင်တယ်ဒါကြောင့်မကောင်းတာကိုရပ်ပါသတိနဲ့နေပါတရားကိုကျင့်ပါစိတ်ကိုနိုင်ယူပါဒါဟာအင်္ဂုလိမာလဇလန်ကကျွန်တော်တို့ကိုပေးတဲ့အလွန်တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိမိအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ subscribe လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဓမ္မအသိပညာပေးဗီဒီယိုများကိုချိန်နဲ့တပြေးညီကြည့်နိုင်အောင်အောင်းလောင်းမုံဘဲအိုင်ကွန်လေးကိုလည်းနှိပ်ထားပေးကြပါဦးမြတ်စွာဘုရားရှင်ဤဆုံးမတော်များအတိုင်းနေထိုင်ကျင့်ကြံခြင်းဖြင့်တရားနာယူသူမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းတို့သည်ဒီဝဥစ္စာတိုးတက်ကြွယ်ဝပြီးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပါစေကြောင်းသူ့မွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကျေးဇူးတင်ရှိပါတယ်